င်္ဂလာပါရှင်ဒါလေးကတော့ EPH ကထုတ်ထားတဲ့Max Adventure ပေါ့နော် Max Adventure မှာ Nursery K1 K2 level လေးပါရှင်အခုစမ်းမားတွေလည်းပိတ်တော့မှာဖြစ်တဲ့အတွက်တသားမီမီလေးတွေဟလာ Nursery join မဲ့တသားမီမီလေးတွေရှင် K1 join မဲ့ကလေးလေးတွေရှင်နောက် Kindergarten 2 join မဲ့ကလေးလေးတွေရှင်ဒီစောက်ကလေးအရင်အောင်ကောင်းပါတယ်သူက story comics ပုံစံလေးနဲ့တွားထားတယ်ပေါ့နော်သူကဆိုင်ရောင်းစည်းကတော့ပုံမှန်ရောင်းစည်း 34,500 ကျပ်ပါရှင်အဲ့ဒါလေးကိုအခု40% discount ချပေးထားတဲ့အတွက် 2,900 ကျပ်နဲ့ပဲရမှာပါအတွင်းလေးပြပေးမယ်နော်အထဲမှာလည်းတော့လုံးဝ colorful ပါ story ပုံစံလေးနဲ့တွားထားတယ်ဒီထဲမှာဆိုရင် story ပေါင်း16 stories ပါတယ်ပေါ့နော်နောက် NCK လည်းပါပါတယ်ရှင်ခါကြည့်လို့လေးနော်အဲ့တော့ဒီလို comics ပုံစံလေးနဲ့တွားထားတော့ colorful လေးလည်းဖြစ်တော့ကလေးလေးတွေပို့ပြီးတော့စိတ်ဝင်စားတယ်ပေါ့နော် mask ကိုမကြောက်ဖ ೇನೆ ဟလားအိမ်မှာ practice လေးတွေလုပ်မယ်ဆိုရင်ဒီစာအုပ်ကလေးအရင်အောင်ကောင်းပါတယ်တော့ story လေးတစ်ဖြတ်လာမယ် comics ပုံစံလေးနဲ့ပေါ့နော်နောက်ပြီးတော့ရင် activity လေးလာမယ်ပြီးသွားပြီဆိုရင်နောက်ထပ် story လေးပြန်ဖတ်မယ်ပေါ့နော်ပြီးရင်activities လေးနောက်မှထပ်လုပ်မယ်ပေါ့နော် story က4မျက်နှာပါပါတယ် unit တစ်ခုတိုင်းမှာဆို story 4မျက်နှာ activity ကတော့2မျက်နှာပါပါတယ်ရှင်ဒါလေးကတော့ nursery စာအုပ်ကလေးပြပေးတာပါเนาะအခုထပ်ပြပေးမှာတော့ K2 level ပေါ့เนาะတန်9နှစ်6နှစ်ကလေးလေးတွေအတွက်ဒီမှာဆိုရင်လည်း story ရဲ့16 story ပါတယ် and key ပါတယ်ပေါ့เนาะဒီလိုပုံလေးပါရှင်ဆိုတော့ဒီစာအုပ်ကလေးတွေကအခုဝင်မယ်ဆိုရင်40% discount shop ပေးထားတဲ့အတွက်2,900 ကျပ်နဲ့ပဲရမှာပါ2,900 ကျပ်နဲ့ဝယ်ယူအားပေးဖို့ရပါတယ်ဆိုတဲ့အကြောင်းလေးပြောပြရပါเนาะအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်